အများဤအကူညီကိုရယူပါတယောက်တည်းနဲ့အောင်မြင်မှုကမရနိုင်ပါဘူးဤစကားသည်ရှေးယူစကားဖြစ်သည်တို့တော့စကားဟောင်းဖြစ်တော်လဲအမြဲမှန်သောစကားဖြစ်၏မိတ်ဆွေသည်ကိုခြေထောက်နဲ့ကိုရှောက်တိုင်းထင်တယ်လို့ခရီးမရောက်နိုင်ပါအောင်မြင်ရဲ့အတွက်တခြားသူများ၏အကူညီကိုမလွဲမသွေလိုအပ်သည်ထို့ကြောင့်ကျင်းတီပေါက်အောင်မြင်နည်းများမှာမိမိအားကူညီနိုင်မဲ့ပုဂ္ဂိုလ်အားလုံးကိုစီရင်ချ၍ရေးခြင်းဖြစ်၏ထို့နောက်ပုဂ္ဂိုလ်အသီးသီး၏နာမည်ဘေးတွင်ဖြစ်စေအောက်တွင်ဖြစ်စေထိုပုဂ္ဂိုလ်ကူညီနိုင်မဲ့အကူအညီအမျိုးအစားကိုချရေးထားပါထိုစီရင်ကိုလက်ဆွဲထားပြီးမိမိလိုချင်သောအကူအညီကိုသက်ဆိုင်ရာပုဂ္ဂိုလ်များထံတွင်တောက်ခံပါကူညီတောက်ခံရတွင်ယဉ်ကျေးစွာပွင့်လင်းစွာမျှော်လင့်စွာအမြဲတောင်းခံပါကျွန်တော်၏လိုချင်တာကိုရအောင်လုပ်နည်းစာအုပ်တွင်အကူအညီတောင်းခံနည်းကိုအသေးစိတ်ဖော်ပြထားသည်ထို့ကြောင့်ဤစာအုပ်တွင်နည်းတနည်းကိုသာအဓိကထား၍ဖော်ပြပါမည်ထိုနည်းမှာအထက်ပါဖော်ပြခဲ့သည့်အတိုင်းမိမိအားကူညီပေးနိုင်မဲ့ပုဂ္ဂိုလ်အားလုံးကိုစီရင်ချရေးပြီးနောက်မိမိတောင်းခံလိုသောအကူအညီမျိုးစားကိုထိုပုဂ္ဂိုလ်တဦးချင်းစီထံတွင်ယဉ်ကျေးစွာပွင့်လင်းစွာမျှော်လင့်စွာတောင်းခံနည်းဖြစ်သည်တကယ်တော့ဤနည်းသည်ဆန်းမဟုတ်ပါပြမြခြင်းနိယာမအဲ့ဒီနိယာမကိုသုံးခြင်းဖြစ်သည်မိမိအနေဖြင့်တင်လျှောက်ပတ်စွာတောင်းခံတတ်လျင်အများစုကကူညီပေးပါလိမ့်မည်ဤသို့ဖြင့်မိတ်ဆွေသည်ဤနည်းကိုမကျင့်သုံးမင်ကထက်များကြီးတိုးတက်လာပါလိမ့်မည်သို့တော့မိတ်ဆွေ၏ရည်မှန်းချက်ဘလောက်ပဲတန်ဖိုးရှိမိတ်ဆွေဘလောက်ပဲကောင်းတချို့ပုဂ္ဂိုလ်များကကူညီပေးရန်ဆန်ကောင်းညှင်းဆန်လိမ့်မည်ညှင်းဆန်တော့လဲတစ်စက်ကလေးမှစိတ်ဓာတ်မကြပါနဲ့ထိုပုဂ္ဂိုလ်၏အမည်ကိုစည်ရင်မှဖယ်ထုတ်လိုက်ပါနောက်ပြီးအကူအညီရနိုင်မယ်ဟုထင်သောတခြားပုဂ္ဂိုလ်တယောက်၏နာမည်ကိုထပ်ပြီးတော့ဖြည့်လိုက်ပါဒီနည်းဖြင့်မိမိအားအောင်မြင်အောင်ကူညီပေးနိုင်မဲ့ပုဂ္ဂိုလ်တွေအများကြီးရရှိလာပါလိမ့်မည်ဒီနည်းသည်တယောက်တည်းလှုပ်ခြင်းထက်အများကြီးပို၍ထိရောက်သောနည်းဖြစ်သည်အကူအညီပေးတဲ့ပုဂ္ဂိုလ်တွေပို၍များလေအောင်မြင်မှုလည်းပို၍ကြီးမားလေဖြစ်၏တနည်းဆိုလျင်ပို၍မြန်ဆန်စွာကြီးပွားလာပါလိမ့်မည်